သူတို့အိမ်ကိုပြန်တဲ့အချိန်မှာမိုးတွေမောင်လေပြင်းတွေတိုက်ခတ်နေပြီးကိုလငွေကကားကိုလီဘာတင်မောင်းလိုက်ပြီးမြဲကားတိုင်ခွက်မှာမိုင်းလေးစတက်မလာပဲလမ်းတစ်ချောက်ကားဆိုင်ကလူသူကင်းမိနေပါတယ်ကိုလငွေစိတ်ထဲကားကဘာလို့လေးနေတာလဲလို့တွေးမိနေတယ်ကားပေါ်မှာသူတို့နှစ်ယောက်အပြင်အခြားတစ်ယောက်ပါလာတာတင်သိပါသလားကိုလငွေနဲ့မအေးမြင့်တို့ဟာညနေခင်းတိုင်းကားလေးနဲ့ဟင်းရွက်စုံအသားငါးစုံလိုက်လေရောင်းချကြပါတယ်ဒီညနေကကားစီပြည့်နေကြဆိုင်ပိတ်နေလို့စီပြည့်ရင်းနဲ့ဈေးရောင်းထွက်ချိန်နောက်ကျသွားပါတယ်မောင်ကလည်းမောင်ဆိုတော့အိမ်ပြန်ရောက်တဲ့အခါမှာပဲမအေးမြင့်ဟာတက်ပြင်းချနိုင်ပါတော့တယ်ညနဲ့တကောင်ချိန်အိတ်ခမ်းတဲ့ကိုလငွေကဟောက်နေပြီးတော့မအေးမြင့်မှာမျက်စိကြောင်ပြီးမအိပ်နိုင်ဖြစ်နေပါတယ်။နေရံဘော်ကနိုင်ရဲ့တစ်ချက်အတန်နဲ့အတူအတွေးတစဖြစ်နေမိပါတယ်။ညနေကဈေးဝယ်သူတယောက်ပတ်စံမပေးဘဲထွက်သွားခဲ့ပါတယ်။ဒါကြောင့်မအေးမြင့်ကသူ့ကိုလမ်းអော်မယ်ဆိုတော့အဲ့ဒီလူကမိတိုင်အောက်ရောက်နေချိန်မအေးမြင့်တတိထားမိလိုက်တာကအဲ့ဒီလူကအရေးကမပါဖနက်ကမပါတာကြောင့်ဟေးလို့အတန်ထွက်မိပြီးချက်သီးမွေးကြီးများထသွားပါတယ်ခုလဲမအေးမြင့်ပြန်တွေးပြီးကြောချမ်းလာပါတယ်ရုတ်တရက်တကားဖွင့်တန်ကြပြီးဘယ်သူလဲလို့လမ်းမေးလိုက်ချိန်မိဖို့ကြောင့်တဲကပကံခွက်ကြကွေးတန်လို့အတန်မျိုးထွက်လာပါတယ်ဒါကြောင့်ကိုလငွေကိုနိုးပေမဲ့ကိုလငွေကနိုးလို့မရပဲဆက်အိတ်နေပါတယ်မနေ့ရောက်တော့ရေခဲပုံးကပွင့်အထက်ကအသားငါးတချို့ပျောက်နေပါတယ်ညနေခင်းမိုးတေးသေးမဲမဲရွာလို့ဈေးရောက်မထွက်ပဲအိမ်မှာနေတော့တကားခောက်တန်ခြေကြီးကိုရုတ်တရက်ကြားလိုက်ပါတယ်တကားဖွင့်မှာပတ်စံပေးဖို့မွေ့သွားလို့ကိုလငွေကတကားကိုဟာကြည့်လိုက်တယ်ဘယ်သူမှမရှိဒါပေမဲ့တကားအောက်ခြေမှာယေဆူဆိုနဲ့ခြေရာကြီးနှစ်ခုတွေ့လိုက်ပါတယ်အဲ့ဒီညကစပြီးည12နာရီကျော်တိုင်းအိမ်ချံဝန်းတဲ့ခြေတံတွေကအိမ်ကိုလက်ပတ်နေတယ်လို့ကြားနေရပြီးခွေးဥတံတွေကလည်းညတိုင်းအဆက်မပြတ်ကြားနေရပါတယ်မိခလုတ်တွေတတောက်တောက်ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေပြီးအဖြူရောင်အရေးတခုအိတ်ခမ်းနေရံဘေးကဖြတ်သွားတယ်အိတ်နေရင်အိတ်ခမ်းတော့မှနဲ့ပြရောင်မျက်လုံးအစုံစူးစူးဆိုင်ဆိုင်ကြည့်နေတယ်လို့မအေးမြင့်ခံစားနေရတယ်အသားငါးတွေပျောက်တာလဲညတိုင်းမနက်သာလင်းသွားပါတယ်အိမ်မပျော်တဲ့ညတွေကလည်းကြုံလာရတယ်ဈေးရောင်းထွက်တာတောင်စိတ်ကမပါလက်ကမပါဒီနေ့ညလဲကိုလငွေနဲ့မအေးမြင့်တို့အိမ်တကားကိုတေချာပိတ်ထားကြတယ်တရားတော်ကိုဖုံးနဲ့ဖွင့်ထားပြီးဖះတောက်တော်ရေခွက်ကိုကင်ထားတဲ့မအေးမြင့်ကကိုလာရေသူလာရင်ဘာလုပ်ကြမှာလဲလို့မေးလိုက်တယ်ကိုလာငွေကသူ့ရဲ့ဓားရှည်ကိုကင်ထားပြီးဘာတရေပဲဖြစ်ဖြစ်ငါတို့အိမ်ကိုဒုက္ခပေးတဲ့သူဘသူကိုမှခွင့်မလို့ဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာရုတ်တရက်တကားခောက်တန်3ချက်တိတိကိုကြားလိုက်ရတယ်အသားဝယ်ခြင်းလို့အသားကိုလာငွေရဲ့လက်ကတုံလာတယ်နောက်ွယ်ကမအေးမြင့်ကအသက်ချူတံမြန်နေပြီးချွေးတွေပြန်လာပါတယ်ကြောက်ကြောက်နဲ့ရက်နေတဲ့မအေးမြင့်ကဒါဟိုညနေကလူရဲ့အတန်နဲ့တူတူပဲအဲ့ဒီလိုတူတူလေးပြောတယ်ပဒင်းပေါက်မှာကုတ်တန်တွေချစ်တန်တွေကြားနေရတယ်ကိုလငွေကဓားကိုမြဲနေအောင်ကင်ထားပြီးမျက်စိကိုမိတ်ပြီးတော့စိတ်တည်ငြိမ်လာအောင်ကြိုးစားနေတယ်ငါဖွင့်မယ်နင်ကတောက်တော်ရည်နဲ့ပတ်လိုက်ဆိုပြီးတကားကိုဖြည်းဖြည်းချင်းဟားလိုက်တဲ့အချိန်အပြင်ဘက်မှာဘယ်သူမှမရှိလေတိုက်တန်တွေတော်ဝေါ်ကြားနာကပ်ပြီးပြောတဲ့အတန်ကိုလငွေတေချာကြားလိုက်ရတယ်အောက်မှာရှာလာခဲ့တယ်ကိုလငွေကအောက်ကိုငုံကြည့်လိုက်တော့အိမ်တကားအောက်မှာအယိုးတွေကျနေတာကိုတွေ့လိုက်ရပြီးအပုံနှံ့တွေကိုလည်းရလိုက်ပါတယ်အဲ့ဒါငါတို့ကိုပြန်ပေးတာမအေးမြင့်ကငိုတန်နဲ့ပြောပါတယ်
အဲ့ဒီချိန်တရားတော်ဖွင့်ထားတဲ့ဖုံးထဲကတရားသံတွေနဲ့အတူငိုတံတစ်ခုထွက်လာပါတယ်ကိုလငွေနဲ့မအေးမြင့်လဲကြည့်လိုက်တဲ့အခါအိတ်ခမ်းနှစ်ရံပေါ်မှာအဖြူရောင်အရေးတစ်ခုဖြတ်သွားတာကိုနှစ်ယောက်သားတွေးလိုက်ရပြီးမိဖို့ချောင်းသားလေးမှာပျောက်သွားတယ်အိမ်ထဲဝင်လာပြီလို့မအေးမြင့်ပြောရင်းစက္ကနေကိုလငွေနောက်ကကက်ရက်လိုက်တယ်အိမ်တဝိုက်ခွေးဥတံတွေကလည်းရုတ်တရက်ပူကြည်လာတယ်မိဖို့ချောင်းတွေကလေချွန်တံကိုကြားနေရတယ်ကိုလငွေကမအေးမြင့်လက်ထဲကတောက်တော်ကြီးကိုဆွဲယူပြီးမိဖို့ချောင်းဝင်ပေါက်ကိုပတ်လိုက်တယ်အဲ့ဒီအချိန်မှာလေချွန်တံကရုတ်တရက်ရက်တန့်သွားပါတယ်တခဏတိတ်ဆိတ်သွားပြီမဲ့လေမအေးမြင့်လက်ကတုံနေတော့မှာပဲကိုလငွေသူမသွားသေးဘူးနေရန်တောင်းကငါတို့ကိုကြည့်နေတာကိုလငွေလဲကြည့်လိုက်တဲ့အချိန်မှာအိတ်ခမ်းနေရန်တောင်းမောင်မိုက်နေတဲ့နေရာမှာနက်ပြရောင်မျက်လုံးအစုံကစိုက်ကြည့်နေပါတယ်